င်္ဂလာပါခင်ဗျာပသိစိတ်ကန်းတွင်စပေးရှောင်းမျိုးသားတဦးကြားဖောင်တို့ရောင်းစားခံရခိုကိုရမဲ့ကြံရည်သည့်သမီးငယ်နှစ်ဦးဒုက္ခရောက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာအေယာရီတိုင်းပသိမျိုးကားဂိတ်သမောစိတ်ကန်းများသို့ဒီသွားလိုက်ရန်ရောက်ရှိလာသူနယ်ဝေးပြည်သူများပြစ်မှတ်ထား၍မောင်ခိုကူချင်းနှင့်ကြားဖောင်တို့ဖမ်းဆီးရောင်းစားခြင်းများတောင်းကြလျက်ရှိရာဝါမျိုးနယ်မှစပေးရှောင်းမျိုးသားတဦးပသိမျိုးတို့လာရောက်စဉ်ဆိုင်ကယ်ကယ်ရီသားမတစ်ဆင့်ကြားဖောင်တို့ရောင်းစားခံရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာဝါမျိုးနယ်မှဆစ်ဆောင်လာပြီးဟိုင်းကြီးကျုံမြို့တွင်ရေလုံသားဖြစ်လောက်ကင်နေသူကိုမြင့်စောဦးခပိုးဝါကြီးသည်ဩဂုတ်လ17ရက်ညပိုင်းသမောဖြင့်ပသိမ်မြို့သို့ခိတ္တလာရောက်စဉ်သမောစိတ်၌ဆိုင်ကယ်900ရန်စီးနှင်းခဲ့ကြောင်းသိရှိရပါတယ်။ထို့သို့စီးနှင်းရာတွင်ဆိုင်ကယ်မောင်းနေသူကသွားရောက်တဲခိုမိနေရာကိုပို့ဆောင်ပေးခြင်းမရှိဘဲဦးတီရမဲ့ခေါ်ဆောင်သွားခဲ့ပြီးနောက်အစင်စစ်ဖန်စီခေါ်ဆောင်ကဖြာပုံမျိုး19ရက်ွက်သို့ပို့ဆောင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ညနောက်ဩဂုတ်လ14ရက်နေ့ညပိုင်းတွင်မြင့်စောဦးခပိုးဝါကြီးသည်သမီးဖြစ်သူတန်းအခြားဖုန်းတစ်လုံးဖြင့်နောက်ဆုံးအကြိမ်ဆက်သွယ်နိုင်ခဲ့ပြီးမကြမီချိန်တွင်ကြားဖောင်သို့ပို့ဆောင်ခံရတော့မည်ဖြစ်ကြောင်းကြောင်းကြားခဲ့ပြီးနောက်အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ကြောင်းသိရပါတယ်။မြင့်စောဦးခပိုးဝါကြီးသည်အိမ်တော်ကွဲထားသူတဦးဖြစ်ပြီးစပေးရှောင်းမော်ဝဖြင့်သမီးငယ်နှစ်ဦးအားရိုးသားစွာလှုပ်လှုပ်ကင်ကတဦးရဲ့ရုံးကန်ကျွေးမွေးနေသည့်ဖခင်တဦးဖြစ်ကြောင်းလည်းသိရပါတယ်။အကြီးဖြစ်သူသမီးငယ်မှာယခုနှစ်တက္ကသိုလ်ဝင်တဲ့အောင်မြင်ထားသူဖြစ်ပြီးယခုကမိခင်မရှိသည့်အပြင်အဓိကစီးပွားရှာကျွေးနေသည့်ဖခင်ဖြစ်သူဟာကြားဖောင်တို့ရောင်းစားခံလိုက်ရသဖြင့်သမီးငယ်နှစ်ဦးမှာဘုံထိန်သူမရှိပဲဒုက္ခဇိုးနဲ့ရင်ဆိုင်နေရကြောင်းလည်းသိရပါတယ်။ပသိမ်မျိုး၏တမောသိန်းနှင့်ကန်နာလန်တစ်ချောင်းတွင်လူမောင်ကိုပွဲစားများကစစ်ဘေးရှောင်များနဲ့ခီးသွားပြည်သူများကိုပြစ်မှတ်ထားကစမှုတန်ရန်တသားသစ်ဖြင့်ရောင်းစားခြင်းပင်လယ်ပြင်ကြားဖောင်လုပ်ငန်းများသို့ဖန်ဆီးရောင်းစားခြင်းစသည့်လူကုန်ကူးများကိုနေ့စဉ်နဲ့အမျှ2ဦးမှ3ဦးထိပြောင်ပြောင်တင်းတင်းကျူးလွန်နေကြကြောင်းလည်းဒေသခံများထံမှသိရပါတယ်။ဆိုပါလူမောင်ကိုဂိုင်းများနဲ့ပွဲစားများအားတိုင်းခရိုင်မြို့နယ်ရဲတပ်ဖွဲ့များမှထိရောက်စွာရေးယူဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက်ရာဇဝတ်မှုကျူးလွန်သူများမှာတရားဥပဒေကိုပေါ်ပေါ်တင်တင်စိန်ခေါ်နေပြီးဒေသခံများနဲ့စစ်ဘေးရှောင်ပြည်သူများ၏အသက်အန္တရာယ်နဲ့လုံခြုံရေးမှာလုံးဝကင်းမဲ့သည့်အခြေအနေသို့ရောက်ရှိနေကြောင်းလည်းသိရပါတယ်။ရာရီတိုင်းတွင်ထူးခြားဖြစ်စဉ်သတင်းများကိုသတင်းအထူးတပ်ဖွဲ့ပသိမ်မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။